အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ကျွန်တော်တို့အရက်တောက်တဲ့ limit အားလုံးအခုခေတ်က main ကလေးယောက်ျားလေးမှန်သမျှအရက်နဲ့မကင်းကြဘူးဒါပေမဲ့မိမိအရက်တောက်နေတာဟာကျမရည်နဲ့ညီညီလေးတောက်တတ်ရဲ့လားကိုရက်တောက်နေတဲ့ limit ကကိုရဲ့အသေးနှလုံးကိုဖျက်ဆီးမဲ့ limit များရောက်နေပြီလားခန္ဓာကိုယ်ကသဘာဝအတိုင်းခြေဖြတ်နိုင်တဲ့ limit ကဘယ်လောက်လဲဆိုတာကိုဒီနေ့ပြောပြချင်ပါတယ်ဘာလဲဆိုတော့အရက်က limit ကျော်ဖို့အရန်လွယ်တယ်လွယ်လေးကြော်ပြီးတော့ဘဝရဲ့နောက်ပိုင်းအခြေအနေတွေမှာအသည်းကင်ဆာတွေဖြစ်လာနိုင်တယ်အဲ့တော့သူကအသည်းကိုတဖြည်းဖြည်းချင်းအသည်းကခန္ဓာကိုယ်ရဲ့တိဆောက်ပုံအရာအရက်ဝင်လာပြီဆိုလို့ရှိရင်အသည်းကတဘာဝအတိုင်းသူ့ကိုခြေဖြတ်ပေးရတယ်ပေါ့နော်အဲ့တော့အသည်းကတဘာဝအတိုင်းခြေဖြတ်ပေးနိုင်တဲ့ပမာဏဟာဘယ်လောက်လဲဘယ်လောက်တောက်တဲ့အရက်က safe ဖြစ်တယ်လဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်အဲ့တော့အလွယ်တကူပြောပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တောက်တဲ့ဘီယာတစ်ခွက်ပေါ့နော်မြန်မာပြည်က900 ml ဘီယာတစ်ခွက်ဆိုလို့ရှိရင် alcohol unit နဲ့တိုင်းရတယ်ဒီခန္ဓာကိုယ်ထဲမှာလက်ခံနိုင်တဲ့ alcohol unit ဆိုတာကိုရှိတယ်အရက်ဘယ်လောက်တောက်တယ်လဲဆိုလို့ရှိရင်ဒီ unit နဲ့ကျွန်တော်တို့ကတွက်ရတယ်ပေါ့နော်အဲ့တော့ဘလောက်လဲလို့ပြောပြမယ်ဆိုရင် alcohol unit လို့ခေါ်တဲ့အရက် unit တစ် unit မှာ pure alcohol 10 ml ပါပါတယ်10 ml ဆိုရက် pure alcohol ဘာမှမရောသေးတဲ့ဟာ1 unit မှာ10 ml ပါတယ်အဲ့တော့ alcohol 1 unit ကဘယ်လောက်ရှိလဲဆိုရင်ကျွန်တော်တို့တောက်တဲ့ဘီယာပေါ့နော်ဘီယာတစ်ပိုင်ဆိုလို့ရှိရင်1 unit တစ်ပိုင်ဆိုရင်ဘယ်လောက်လဲလို့ပြောရခက်မယ်ဆိုလို့ရှိရင်သူက300 ml နီးပါးပေါ့နော်ဒါမှမဟုတ်မြန်မာပြည်ကမက်ခွက်အကြီးနဲ့ဆိုရင်အဲ့ဒါ already alcohol 2 unit စာရှိပါပြီနောက်ပြီးတော့ဝိုင်တောက်မယ် main ကလေးတွေဝိုင်ခွက်ကလေးကင်ပြီးတော့ဝိုင်လေးတစ်လောက်ထည့်ပြီးတော့ဝိုင်ခွက်ထဲမှာတစ်လောက်ထည့်ပြီးတောက်မယ်ဆိုလို့ရှိရင်အဲ့ဒါက1 unit နောက်ပြီးတော့ whisky တောက်မယ်ဆိုပါစို့ whisky တစ်ပက်30 ml whisky တစ်ပက်မှာ alcohol 1 unit အဲ့တော့ဟုတ်ပြီအဲ့ဒါတွေက1 unit ပါဆိုရင် alcohol တောက်လို့ရတဲ့ unit ကဘယ်လောက်လဲဆိုရင်ကျန်းမာရေးနဲ့ညီစွာတောက်နိုင်တဲ့အရက် unit က14 unit ပါ14 unit ဟာရက်သက်တပတ်9ရက်အတွင်းမှာ14 unit တောက်လို့ရပါတယ်အဲ့ဒါဆိုရင်ပြောရမယ်ဆိုလို့ရှိရင်တော့နေ့စဉ်နေ့တိုင်းတောက်မယ်ဆိုရင်တစ်ရက်ကို2 unit တောက်လို့ရတယ်အဲ့တော့ဘီယာခုနပြောလို့မြန်မာပြည်ဘီယာဂျားအကြီးစားဆိုလို့ရှိရင်အဲ့ဒါတစ်ခွက်က2 unit ပါတစ်ရက်ကိုအဲ့ထက်ပိုမတောက်သင့်ဘူးအဲ့လောက်တောက်မယ်တစ်ရက်ကို2 unit တောက်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကတဘာဝအတိုင်းအသေးကဝင်လာတဲ့အရက်ကိုခြေဖြတ်ပေးရတယ်အသေးကမမောမပန်းခြေဖြတ်ပေးနိုင်တယ်အဲ့ထက်ပိုပြီးတော့အရက်တွေတောက်မယ်ဆိုရင်အသေးဟာခြေဖြတ်နိုင်ဆိုတာမရှိဘူးဒါကြောင့်မလို့အရက်မူးတာကိုပြေပြောက်စေတဲ့နည်းဟာအချိန်ဆောင်ခြင်းပဲရှိတယ်အရက်တွေမူးလာပြီဆိုသူ့အချိန်နဲ့သူ့မှာပြေးတယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်တစ်ရက်ကို2 unit တောက်လို့ရတယ်ဘာလို့လဲဆိုတော့တပတ်မှာတောက်နိုင်တာက14 unit လို့ပြောထားတယ်မလားဒါဆိုရင်တချို့ကကျွန်တော်တို့ကနေတိုင်းမတောက်ဘူးကျွန်တော်တို့က TGIF တောက်ကြနေမှာတောက်တယ်စနေနေ့မှာပါတီလုပ်တယ်ဆိုပြီးတော့ဒီ14 unit ကိုတောက်ကြနေမှာတစ်ထိုင်တည်းတောက်မယ်ဆိုရင်အဆင်ပြေသလားဆိုတော့မေးလို့ရပါတယ်အဲ့လိုပြောရမယ်ဆိုရင်တော့အဆင်မပြေပါဘူးเนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာခန္ဓာကိုယ်ကို stress တွေအများကြီးပေးတဲ့သဘောကိုပေါက်ပါတယ်လူငယ်တွေမိန်းမငယ်လေးတွေထင်နိုင်တယ်ငါတောက်နိုင်တယ်လို့ထင်နိုင်စရာရှိပါတယ်ဒါပေမဲ့ဒါဟာကိုယ့်ရဲ့အနာဂတ်မှာအသည်းကင်ဆာဖြစ်ဖို့ရာခိုင်နှုန်းတအားများနေပါပြီဘာကြောင့်လဲဆိုတော့သင်ဟာကိုယ့်ရဲ့အသည်းကိုမနိုင်ဝင်နေထမ်းခိုင်းထားတာဖြစ်ပါတယ်အသည်း6တယ်ဆိုတာကအသည်း6ပြီးတော့ကြုံသွားတာမျိုးမဟုတ်ပဲနဲ့ဘယ်လိုပြောရမလဲမသိဘူး terms မှာ like အဲ့ဒါတွေဖြစ်လာနိုင်ပါတယ်အဲ့တော့နေ့တိုင်းတောက်ချင်တယ်ဆိုရင်နေ့တိုင်းတောက်ပါခုနပြောသလိုတစ်ရက်ကိုအရက် unit 2 unit အထိတောက်လို့ရပါတယ်အရက် unit 1 unit မှာ pure alcohol 10 ml ပါပါတယ်ကိုနီနဲ့ကိုတွက်ကြည့်မယ်ဆိုရင်အရက်ခွက်တွေမှာကိုတောက်တဲ့ရက်အမျိုးအစားတွေမှာ alcohol percentage ကိုတွက်လို့ရတယ်အဲ့ဒီ percentage နဲ့အရက်20 ml ကတရက်မှာအများဆုံးတောက်ရမယ်အနေထားပါဒါဆိုလို့ရှိရင်တော့ခန္ဓာကိုယ်က
တဘာဝအတိုင်းသူ့ကိုခြေဖြတ်ပေးပါလိမ့်မယ်အသေးကအရက်ကိုခြေဖြတ်နိုင်တဲ့အစွမ်းတက်တိရှိတယ်အသေးကအရက်ကိုခြေပေးတယ်ပေါ့နော်ခန္ဓာကိုယ်ရဲ့ blood stream ထဲသွေးကြောထဲကိုမရောက်စေဘဲနဲ့အသေးကခြေဖြတ်လိုက်ပြီးတော့အရက်ကိုလည်း enjoy လုပ်လို့ရသလိုကျမရေးလည်းမထိခိုက်ဘူးပေါ့နော်ဒါပေမဲ့အဲ့ထက်ပိုနေပြီဆိုလို့ရှိရင်တော့သတိထားပေးပါအခုငယ်ရွယ်တဲ့အချိန်မှာဘာမှမသိတာပဲမဲ့အသက်ကြီးလာပြီဆိုလို့ရှိရင်ကာလတစ်ခုမှာအသေးယောဂဖြစ်ဖို့အများကြီးရှိပါတယ်ဒါကြောင့်မို့လို့ဒီနေ့တော့အဲ့ဒါလေးပြောပြချင်လို့ပြောပြလိုက်တာပါကောင်းနေရလေမနေ့ကမှ color သွားပြီးစိုးထားတာဆိုတော့အယောင်ကခေါင်းဥယျာဉ်ပြားတွေမှာမကျွတ်သေးဘူး bye